ကျွန်တော်တို့တွေအချိန်ကြီးအများကြီးပေးပြီးတော့လုပ်နေတဲ့ marketing plan တွေကတကယ်ရောထိရောက်ရဲ့လားဒီဟာလေးတွေကိုကျွန်တော်တို့ deal framework ဆိုတာလေးနဲ့တစ်ချက်သုံးသပ်ကြည့်လိုက်အောင်မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတွေအတွက်ကိုကျွန်တော်တို့တွေဗီဒီယိုတွေရိုက်ကြတယ် content တွေအများကြီးဖန်တီးကြတယ်ဒီဟာတွေကတကယ်ရော result ထိရဲ့လားဒီဟာတွေကိုကျွန်တော်တို့ဘယ်အချက်တွေနဲ့တိုင်းတာလို့ရမလဲဆိုတော့ကျွန်တော်ဒီနေ့ sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဖတ်ဖို့တဲ့ဒီ Tim Ferriss ရဲ့စာအုပ်ထဲမှာပါတဲ့ deal framework ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်အကျယ်ချဲ့ပြီးတော့လေ့လာကြည့်လိုက်အောင် deal ကဒီကကြတော့သူ့ရဲ့အဓိပ္ပာယ်က definition ကျွန်တော်တို့ရဲ့ audience ကိုတေချာတိတိကျကျတတ်မှတ်ထားဖို့လိုလိမ့်မယ်ပေါ့နော်ကိုက trend ဖြစ်တဲ့အရာတိုင်းကိုလိုက်လုပ်ဖို့မလိုဘူးဒါပေမဲ့ကိုယ့်ရဲ့ customer တွေကဘယ်နေရာမှာရှိနေလဲဆိုတော့ကိုသိထားဖို့လိုလိမ့်မယ်အဲ့ဒီအရာပေါ်မူတည်ပြီးတော့မှကိုက content တွေကိုဘယ် content ကိုတော့ဘယ်လိုဖန်တီးလို့ရမလဲပေါ့နော်ဥပမာ customer တွေအများဆုံးပြောလို့ရှိကြတဲ့ community group တွေစတဲ့ channel တွေကိုကိုယ့်အနေနဲ့ join ထားပြီးတော့ customer တွေပြောနေတဲ့အရာတွေကိုအမြဲတမ်းနားဆွင့်နေဖို့လိုလိမ့်မယ်ပေါ့နော်နောက်တစ်ခု E က elimination လို့ခေါ်မယ်ပေါ့နော်ကျွန်တော်တို့မလိုအပ်တဲ့အရာတွေကိုဖြုတ်ဖို့လိုလိမ့်မယ်အဲ့နေရာမှာအဓိကကျွန်တော်က 80-20 rule ဆိုတဲ့အရာလေးကိုကျင့်သုံးမှုအတွက်ကိုအကြံပေးလို့ရတယ်ပေါ့နော် customer ကိုပေးရမယ်80% ရာခိုင်နှုန်းကိုအရင်ပေးပြီးတော့မှကျွန်တော်တို့20ကိုပြန်ယူဖို့အတွက်ကိုကျွန်တော်တို့မျှော်မှန်းတင်နေပေါ့နော်တစ်ခုကကြတော့ကျွန်တော်တို့မလိုအပ်တဲ့ content တွေကိုဖြုတ်ပစ်ဖို့လိုလိမ့်မယ်မလိုအပ်တဲ့ content တွေကိုကျွန်တော်တို့ပြန်စစ်ဆေးဖို့လိုလိမ့်မယ်ကိုတင်လိုက်တဲ့ post တွေမှာဘယ်ဟာကပိုပြီး effective ဖြစ်လဲဘယ်ဟာကတော့ effective မဖြစ်ဘူးလဲဆိုတော့ကိုယ့်ဘက်ကနေပြန်လဲသုံးသပ်ပြီးတော့မှ effective မဖြစ်တဲ့အရာတွေကိုကျွန်တော်တို့ eliminate လုပ်ဖို့လိုနေမယ်နောက်တစ်ခု A ကကြတော့ကျွန်တော်တို့ automation လို့ခေါ်ရပေါ့နော်တချို့လုပ်ငန်းဆောင်တာတွေကိုကိုယ်တိုင်လုပ်နေမယ်အစားကျွန်တော်တို့ automate တွေနေပဲလေပတ်တင်တယ်ပေါ့နော်ဥပမာ content ကိုတင်ရမယ့်အချိန်မှာကိုယ်တိုင်တင်မဲ့အစားကျွန်တော်တို့အချိန်တစ်ခုထုတ်ပြီးတော့မှအဲ့ဒီဟာကို schedule တွေလုပ်ထားတင်တယ်ပေါ့နော်နောက်ဆုံး L ကကြတော့ကျွန်တော်တို့ liberation ပေါ့နော်လွတ်လွတ်လပ်လပ်နဲ့ကျွန်တော်တို့ဖန်တီးလို့ရနိုင်အောင်လုပ်ပါမယ်ကျွန်တော်တို့ content တွေကိုပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ marketing team တွေကိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုယ်တိုင်မပါဝင်ဘဲနဲ့လေပတ်နေအောင်လို့ကျွန်တော်တို့ဘက်ကနေ content တွေထုတ်ထားပေးတာဖြစ်ဖြစ် content system တစ်ခုကိုတိစောက်ထားတာမျိုးပဲဖြစ်ဖြစ် content pillar တစ်ခုကိုတိစောက်ထားတာမျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့လုပ်ထားတင်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့လည်းလုပ်ငန်းရှင်တွေဘက်ကလည်းအရင်ကြီးအလုံးမရှုပ်တော့ဘဲနဲ့လုပ်ငန်းတွေကသူ့ဟာသူနဲ့လေပတ်နေမယ်ပေါ့နော်အဓိကတော့ content pillar တစ်ခုကို content framework တစ်ခုကိုကျွန်တော်တို့လုပ်ထားတင်တယ်ပေါ့နော်ကျွန်တော်အခု share လုပ်ပေးသွားတဲ့ deal framework ကိုသုံးပြီးတော့ကျွန်တော်တို့ marketing team တွေအတွက်ကောကျွန်တော်တို့ content creation team တွေအတွက်ကောပြီးတော့လုပ်ငန်းရှင်တွေအတွက်ကောအများကြီးအထောက်အကူပြုလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဒီစာအုပ်လေးရာဆိုရင်လည်းကျွန်တော်တို့တော်တော်လေးကိုနာမည်ကြီးပြီးတော့မှလူပြောများခဲ့တဲ့စာအုပ်တစ်လေးတစ်အုပ်လည်းဖြစ်တယ်ပေါ့နော်မဖတ်ရရင်လည်းတော့ဖတ်ဖို့အတွက်ကိုအကြံပြုလို့ရပေါ့ကျွန်တော်စီမှာ marketing နဲ့ပတ်သက်တာဖြစ်ဖြစ် content creation နဲ့ပတ်သက်တာဖြစ်ဖြစ်တခုခုidea တွေ blog ဖြစ်နေတာမျိုးတွေရှိရဲဆိုရင်အကြံဉာဏ်လာတောင်းလို့ရပါတယ်